မင်္ဂလာပါကျမနာမည်ကတော့ကျော်စီတစ်ပါကျမကဒီနေ့ပြောချင်တဲ့အကြောင်းအရာကဘာလဲဆိုတော့ဘာကြောင့်ပြောရင်ကောင်းမလဲလို့စဉ်းစားနေတာချစ်ကြောင်းပဲပြောရမလားဘာကြောင့်ပြောရင်ကောင်းမလဲလို့စဉ်းစားနေတာဘာကြောင့်ပြောရင်ကောင်းမလဲဆိုတော့ချစ်ကြောင်းပဲပြောရမှာဖြစ်နေအချစ်အကြောင်းပြောရမယ်ဆိုတော့အချစ်ကြောင်းဘယ်လိုပြောရမလဲဆိုတော့တချင်းတော်ရှိရလေဘာလဲကိုအမီကိုအားလုံးချစ်တယ်ဟောတချင်းရှိရလေကိုအမီကိုလှလို့ချစ်တယ်ဟောချစ်လို့လှတာပါအဲ့လိုမျိုးပဲမှန်တော့တချင်းအချစ်နော်ကိုအမီကိုအားလို့ချစ်တယ်ဟောချစ်လို့အားတာပါအဲ့လိုဖြစ်နေမိန်းကလေးကအချစ်ပြီဆိုလို့ရှိရင်အားသွားတော့တာသိလားကိုကအရန်ချစ်တာလေကိုကအရန်ချစ်တာအရန်ချစ်တယ်ဆိုတာကြတော့မိန်းကလေးကမအားပါဘူးမလေးကိုအမျိုးသမီးတို့ကြီးဘက်ကကိုကမမနဲ့ရက်တီပြီးပြောရဲကိုဒီမျိုးသမီးတို့တွေကမအားအောင်သိလားကိုချစ်သူကဲထားပါတော့ကိုချစ်သူရီးစားကိုကောင်လေးပေါ့နော်ပြောင်းလဲနေတယ်တခြားတယောက်နဲ့ easy ကလေးလုံနေတယ်နော်တခြားတယောက်နဲ့ဘယ်လိုပြောမလဲချစ်ချက်ပေါ့ကွယ်အဲ့လိုတွေလုံနေတယ်ပြောင်းလဲလာတယ်ဆိုရင်ကျမတို့မျိုးသမီးတို့ကြီးသိလားမသိဘူးလားပြောသိလားမသိဘူးလားပုံစံကြည့်တာနဲ့သိတယ်ဟုတ်တယ်နော်အမလီမျိုးသမီးတွေရဲ့စံကဘယ်သူမှလိုက်မမီဘူးဟုတ်တယ်မလားသူတို့ဖွင့်ပြောစရာမလိုဘူးသူတို့နောက်ကိုဘယ်လိုပြောရမလဲကွယ်ထောင်လဲရေးမလေးစပိုင်လိုက်အတင်းလိုက်လုံယူနေစရာမလိုဘူးသူတို့သွားလာတဲ့အချက်လက်တွေသူတို့သွားလာတဲ့လှုပ်ရှားတဲ့ပုံစံတွေဒါတွေကိုကြည့်ုံနဲ့သိရဟုတ်တယ်နော်မျိုးသမီးတွေကအကုန်သိရမျိုးသမီးတွေကလုံးဝမအားဘူးမလေးအကုန်သိရဒါပေမဲ့ချစ်တယ်လေကိုကအရန်ချစ်တာမလေးငါကောင်းလေးငါရန်ချစ်တာအဲ့တော့အားချင်အောင်ဆောင်လိုက်တော့တာသိလားလေငါသွားပြီးတော့သူ့ကိုဒီကိစ္စနဲ့ပတ်သက်ပြီးပြဿနာရှာလိုက်ရင်သူငါ့ကိုထားသားမှာလားတို့သူကငါ့ကိုစိတ်ကုန်သွားရင်ဒုက္ခတို့သူစိတ်မကုန်တော့ငါမသိတယ်လို့ပဲနေလိုက်ပါမယ်ဆိုပြီးတော့အဲ့လိုမျိုးတွေနေပြလိုက်ကြတာသိလားအမှန်တော့မိန်းကလေးတွေကချစ်တာသိလားမိန်းကလေးတွေချစ်ပြီဆိုရင်သိပါတယ်မိန်းကလေးတွေအရင်ချစ်တတ်တာသိလားအဲ့ဒါပြောတာမိန်းကလေးတွေကမအားဘူးသိလားအချစ်နဲ့ပတ်သက်ရင်ပိုတော့မအားသေးတယ်ကိုကောင်လေးဘလို့ချင်းနေရှိတယ်ဘာရှိတယ်ညာရှိတယ်ဘလို့ပုံစံရှိတယ်ဆိုတာမလေးသူတို့ကဓာတ်ခနဲ့သိတယ်ဒါပေမဲ့မသိကြအောင်ဆောင်ပြီးတော့အားချင်အောင်ဆောင်လိုက်တော့တာသိလားချစ်တယ်လေကိုရမ်းချစ်တော့မသိကြအောင်ဆောင်အားချင်အောင်ဆောင်ပြီးတော့ချစ်ကြတော့တာဟုတ်တယ်နော်အဲ့တော့အဲ့တချင်ကိုပြောင်းဆိုရမှာကိုအမင်းကိုလာလို့ချစ်တယ်မဟုတ်ချစ်လို့လာတာပါအမှန်တော့အဲ့လိုမဟုတ်ဘူးကိုအမင်းကိုအားလို့ချစ်တယ်မဟုတ်ချစ်လို့အားတာပါမင်းကလေးတွေကမအားဘူးတိထားဖို့ကမင်းကလေးတွေကမအားဘူးတိထားဖို့ကโอเคချစ်လို့အားကြအောင်ဆောင်ရ no